စားပြမှာကတော့ကျွန်တော်တို့ရဲ့ပခုံးနောက်တွေကိုထိရောက်အောင်ကစားတဲ့ Radial Raise Back Shoulder ကစားနည်းပဲဖြစ်ပါတယ်ဒီကစားနည်းကိုကစားရမယ်ဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ကိုတော်တော်ကြီးကိုလုံးဝနောက်မှန်ကျသွားတဲ့အနေအထားကိုရောက်အောင်ကိုခန္ဓာကိုယ်ကိုကိုင်းလိုက်ပါမယ်ပြီးတော့ရင်ကျွန်တော်တို့အလေးလုံးဒါမှမဟုတ်ရေတံမှုကိုကိုင်းမယ်ခံပြီးတော့ရင်ကျွန်တော်တို့လက်ကိုအလေးလုံးကိုခန္ဓာကိုယ်ရဲ့ရှေ့မှာဆူထားမယ်ပြီးရင်ဒီလက်ကိုနောက်ကိုဆန့်သွားအောင်လို့တင်ရပါမယ်နောက်ကိုဆန့်သွားအောင်ကြောက်နေရပါမယ်ဒီလိုမျိုးကစားပါလက်ကိုဆန့်သွားအောင်နောက်ကိုကြောက်ရင်အချိန်မှာအလေးကိုပြန်လာစုအနောက်ကိုကြောက်ရင်ပြန်လာစု1 2 3အဲ့ဒီတိုင်းကစားရမှာဖြစ်ပါတယ်ဒီကစားနည်းကကျွန်တော်တို့ရဲ့ back shoulder red depth တွေကိုထိရောက်စေတဲ့ကစားနည်းပဲဖြစ်ပါတယ်ကျွန်တော်ဆန်းကစားရအောင်မယ်ခုသတိထားရမှာပါဒီကစားနည်းကစားတဲ့အခါကျွန်တော်တို့ရဲ့လက်တွေကိုလုံလုံလွှဲနေလို့မရပါဘူးအနောက်ကိုဆန့်နေအရှိမှပြန်လာဆုပြီးတော့တိတိကျကျရောက်ကစားရမယ်